Hello welcome back ဒီနေ့တော့ကျွန်တော်တနေ့က workshop ကိုတွားတက်ဖြစ်ပါတယ်ဒီခေါက်ကတော့ food production food handling နဲ့ packaging အကြောင်းတွေကိုလေ့လာခဲ့တာပါကျွန်တော် FMB ဘိုင်းမှာလုံးလုံးခေဘူးပြီးတော့ coffee ဘိုင်းနဲ့ operation management ဘိုင်းမှာလည်းတွေ့ကြုံရှိပါတယ်ဒါကြောင့်မလို့နောက်ပိုင်းမှာတော့ကိုပိုင် small coffee project တည်လေးလုပ်ဖို့စဉ်းစားနေပါတယ်အခုတော့စလုပ်နေပြီဆိုပေမဲ့ပစ္စည်းပိုင်းလိုအပ်တာလေးရှိနေလို့နေကြမ်းကြာနေပါတယ်အဲ့တော့ very လောက်တဲ့တာတစ်ခုရဲ့နဲ့မလုံးလောက်ဘူးဆိုတာတွေးမိလာပါတယ်ကိုရိုင်း product တစ်ခုလုပ်ပြီးတော့ရောင်းမယ်ဆိုရင်packaging labeling food safety နဲ့ cost ပိုင်းတွေကိုလည်းနားလည်ထားဖို့လိုလာပါတယ်ဒီနေ့ workshop မှာဒီပိုင်းတွေကိုတော်တော်လေးအသေးစိတ်နားထောင်ခဲ့ရပါတယ်အထူးသဖြင့် food safety ကကိုထင်ထားတာပိုရေးကြီးရဆိုတာကိုပိုပြီးသဘောပေါက်လာခဲ့တယ်ဒါမှမဟုတ်ကျွန်တော် FMB ဘိုင်းမှာလုပ်ခဲ့ပြီးလူတစ်ယောက်အနေနဲ့ food safety ကိုသိရှိထားပြီးတော့ knowledge အချို့ရှိတယ်ပေါ့နော်ဒါရဲ့ထပ်ပိုပြီးရေးကြီးရဆိုတော့ဒီနေ့ကသဘောပေါက်ခဲ့ပါတယ် FMB ဘိုင်းမှာလုပ်ခဲ့ပြီးလူတစ်ယောက်အနေနဲ့ကိုအရှင်ကလေးလူရှုခဲ့မိတာတွေတော့ပြန်မြင်လာရပါတယ်ပြီးတော့ product labeling အကြောင်းလည်းသိချာနားထောင်ခဲ့ရပါတယ်အရင်ကဆိုလို့ရှင် product တစ်ခုဝယ်ရင် label ကိုမကရှင်ကကြည့်ပြီးတော့ဖြတ်သွားရများတယ်အခုတော့ label ကိုကြည့်ရင်ဒါကဘာကြောင့်ထည့်ထားလဲဘာအတွက်လဲဆိုပြီးတော့သိသွားပြီဆိုတော့ပို့ပြီးတော့တတိထားမိတော့မယ်ထင်ပါတယ်ပြီးတော့ဒီနေ့ break time မှာတော့လေ coffee နဲ့ cookie တွေနဲ့ခံပါတယ်coffee ကတော့လက်သေးကျွန်တော်လက်သေးရွေးလိုက်တယ်ပြီးတော့ cookie ကတော့ gusto ရဲ့ cookie ပါအရင်ကောင်းပါတယ်စားလို့ကျွန်တော် coffee ကြိုက်တဲ့သူဆိုတော့တနေ့နဲ့လက်တွေ3ခွက်တောင်တောက်ပလိုက်ပါတယ်ဝက်ရှော့တက်တာထက်လေ coffee တောက်တာပိုမမိနေမလားမသိဘူးနောက်ပိုင်းမှာတော့ software branding and marketing ရဲ့ဆရာရှင်တို့ပို့ချတဲ့အားတွေကိုနားထောင်ခဲ့ရပါတယ်တကယ်ပြောရရင်လေဆရာရဲ့တင်ဆက်ပုံကရန်ကောင်းလို့လေပြီးတော့မှ2မျိုးရတဲ့အထိအရင်သဘောကျခဲ့ပါတယ်သူတပြည့် Gusto Cake ရဲ့ case study ကနေပြီးတော့တခြားinternational case study တွေထိစရာ packaging branding နဲ့ marketing strategy ကိုလက်တွေ့ချိတ်ဆက်ပြီးတော့ပြောပြသွားတာတော်တော်လေးကောင်းပါတယ် packaging ဆိုတာပစ္စည်းထည့်ဖို့အတွက်ပဲမဟုတ်ဘူးလေcommunication tool တစ်ခုလည်းဖြစ်တယ် art တစ်ခုလည်းဖြစ်တယ်ဆိုပြီးတော့ပြောရတာတကယ်ကိုရမ်းမိုက်တယ် brand တစ်ခုကလေ storytelling ကနေပြီးတော့ emotional connection ဘယ်လိုတည်ဆောက်လဲအယောင်တွေကနေပြီးတော့ visual memory ဘယ်လိုဖန်တီးလဲဆိုတာတွေရယ် brand ရဲ့ customer ကိုဘယ်လို psychology နဲ့ experience ပေးလဲဆိုတာတွေကိုလည်း case study နဲ့အတူနားထောင်ခဲ့ရပါတယ် sense of ownership နဲ့ mood brand personality စတာတွေကိုလည်းသိရှိလာပြီးတော့ designer တွေရဲ့လုပ်ကိုလည်းရမ်းထပ်ပို့ပြီးတော့နားလည်လာတယ်လို့ခံစားရပါတယ်နားလည်လာဆိုတော့နည်းနည်း team ခေါင်းရှိပါပါတယ်သူတွေရဲ့လုပ်ဒီနေ့တနေ့ကုန်နားထောင်ပြီးမှတော့ကိုလုပ်ချင်တဲ့ project တစ်ခုရှိအောင်နဲ့ပြီးသေးဘူးဆိုတာပို့ပြီးတော့သိသွားတယ်ကိုမသိသေးတာတွေလည်းတစ်ခုချင်းစီလိုက်လေ့လာရမယ်ပြီးတော့ကျွန်တော်ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ small coffee project လေးကိုလေတစ်ဆင့်ချင်းပြင်ဆင်နေပါတယ်ပြီးတော့လေ Gusto Cake က cookie တွေကိုလည်းတယောက်တစ်ပူးစီလက်ဆောင်ပေးခဲ့ပါသေးတယ်အဲ့လေ view ကမရိုက်ခဲ့အောင်တနေ့ကုန်လက်သေး3ခွက်တောက်ပြီးတော့အဆုံးပါလေ cookie တစ်ပူးနဲ့ပြန်ရတဲ့နေ့ဆိုတော့လေနားထောင်ရ presentation နဲ့လည်းရမ်းကောင်းပြီးတော့အရန်ပြောစရာပိုကောင်းသွားတဲ့ workshop ဒီလေးဖြစ်သွားပါတယ်ဒီ program လေးကိုဖန်တီးပေးခဲ့တဲ့ EAB program writer နဲ့ EAB ဖွဲ့သားတွေရော guest speaker ဆရာတွေရောပြီးတော့ Gusto Cake ကGusto Cake ကိုကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့ episode 6လေးကတော့ဒီလောက်ပါပဲနောက်တစ်ပတ်မှာပြန်တွေ့ပါမယ်ကျေးဇူးအများကြီးတင်ပါတယ်ဒီ video လေးကိုကြည့်ရဆိုရင် like and subscribe လုပ်ခဲ့ပေးပါ